ကားမောင်းတဲ့သူတယောက်ကသူ့ရဲ့ကားကို professional ဆန်ထိန်းချောင်းမောင်းနှင်ပြသွားတာကိုမြင်မှုကြပါသလား။ဒီလိုပြုလုပ်မှုတွေထဲမှာတင့်ကိုစွန့်အားသွားစေမဲ့စတန်ပြကွက်တွေပါဝင်နေတာပေါ့။ဒီကနေ့ top ဆုံးဗီဒီယိုထဲမှာဆိုရင်တော့ထက်မြက်တဲ့ကားမောင်းတဲ့သူ15ယောက်ကမယုံနိုင်လောက်စရာကောင်းတဲ့ပြကွက်တွေကိုပရိသတ်တို့ကြည့်ရှုခန်းစားမှာဖြစ်ပါတယ်။ဒါဆိုရင်တော့အဆုံးထိကြည့်ရှုခန်းစားပေးသွားဖို့အတွက်ပြောကြားပါရစေရှင်။ subscribe နဲ့ခေါင်းလောင်းလေးနှိပ်ပြီးတော့လည်းအားပေးသွားကြပါအောင်နော်။ကျေးဇူးများကြီးတင်ပါတယ်။စလိုက်ပါပြီ။ကျွန်မကတော့ခိုင်ပါရှင်။နံပါတ်1 6ထောင်းနဲ့ကားမောင်းခြင်းတမန်ရင်မောင်းနေမှုစီးမြင့်တွေမှာဆိုရင်တော့ကားဘေးမှန်တွေကိုပုံမှန်ကြည့်ပေးရပြီးစတီယာရင်ဘိန်းပေါ်မှာလက်ကိုစနစ်တကျတင်ထားပြီးတော့မောင်းနေရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီချက်တွေကအခုဗီဒီယိုမှာပါတဲ့လူတွေအတွက်တော့အရေးပါမနေပါဘူးနော်။ဗီဒီယိုထဲမှာဆိုရင်တော့သူ့ရဲ့6ထောက်ကိုသုံးပြီးစတီယာရင်ဘိန်းကိုအေးအေးဆေးဆေးထိန်းနိုင်တာကိုတွေ့မြင်နိုင်ပါတယ်။သူဟာဆိုရင်တော့ပိုလန်နိုင်ငံက professional ပြိုင်ကားမောင်းသမားတစ်ယောက်ဖြစ်နေပြီးသူငယ်စဉ်တုန်းကမတော်တဆမှုတစ်ခုနဲ့ကြုံတွေ့ခဲ့ရကလက်နှစ်ဖက်လုံးကိုဆုံးရှုံးခဲ့ရတာပါ။ပြိုင်ကားမောင်းသမားဖြစ်ချင်တဲ့သူ့ရဲ့အိမ်မက်တွေကိုဆွလို့ရမယ်စာသူ့ရဲ့6ထောက်တွေကိုအသုံးပြုပြီးတော့မောင်းနှင်ထားအောင်လို့သင်ယူခဲ့ပါတယ်။လက်ကင် brake တွေလိုမျိုးအရာတွေကိုသူဘယ်ကိုအသုံးပြုရမလဲဆိုတာကိုသင်သိချင်ပါလိမ့်မယ်နော်။ဒါပေမဲ့အဲ့ဒါတွေကိုအသုံးပြုဖို့မလိုပါဘူးတဲ့ရှင်။ဘာကြောင့်လဲဆိုရင်တော့သူနဲ့အဆင်ပြေမဲ့ပုံစံအတိုင်းဒီဇိုင်းဆွဲတည်ဆောက်ထားတာကြောင့်ပဲဖြစ်ပါတယ်။သူ့ရဲ့ပခုံးကိုအသုံးပြုပြီးဂီယာထိုးလေးရှိကသူ့ရဲ့ပြိုင်ဘက်တွေကိုအလွယ်တကူအနိုင်ရလိမ့်ရှိပါတယ်ရှင်။နံပါတ်2ကားနှစ်စီးကြားအပြိုင်ပါကင်ထိုးခြင်းတခြားကားတစ်စီးကိုတိုက်ခိုက်မိနိုင်မဲ့အခြေအနေတွေကိုပြောပါဆိုရင်တော့ကျဉ်းကျပ်တဲ့နေရာမှာကားနှစ်စီးကြားအပြိုင်ပါကင်ထိုးရတာကြောင့်ဖြစ်တယ်လို့ဆိုရပါလိမ့်မယ်။ဒီအခြေအနေကကားမောင်းတဲ့သူတွေအတွက်စိတ်ရှုပ်ရဆုံးအခြေအနေပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီဗီဒီယိုတွေကကားမောင်းတဲ့သူကိုကြည့်မိလိုက်မယ်ဆိုရင်တော့စိတ်ညစ်စရာမရှိတော့ပါဘူးလေ။ဘေးတိုက်မောင်းတဲ့နည်းနဲ့ဆိုတဲ့ရှေးဟောင်းကားမောင်းနည်းတွေထဲမှာဆိုရင်ကားမောင်းတဲ့သူကတနေရာထဲမှာနေပြီးတော့ဘိန်းတွေကိုလှည့်အောင်လို့လှည့်ဘက်ကမိကုန်းငွေတွေထွက်လာအောင်လို့မြေပြင်ကိုပုတ်တိုက်ပြီးတော့မောင်းနေရပါတယ်။ကားမောင်းတဲ့သူကရှေ့ဘက်ချမ်းကဘိန်းတွေကိုဘေးဘက်ကိုလှည့်လိုက်တဲ့အချိန်မှာလီဗာကိုနင်းပြီးတော့ brake ကိုလွှတ်လိုက်မှာဖြစ်ပါတယ်။ဘေးတိုက်မောင်းနေလိုက်မယ်ဆိုရင်တော့ကားကဘေးဘက်ကိုရောက်သွားမှာဖြစ်ပါတယ်။ဒီလဲခွက်ကမောင်းရတာခက်ပေမဲ့ကားနှစ်စီးကြားမှာအပြိုင်ပါကင်ထိုးဖို့မယ်ဆိုရင်တော့ဒီနည်းလမ်းကိုသုံးဖို့အတွက်အသုံးပြုဖို့အတွက်တွေးမိမှာပဲဖြစ်ပါတယ်ရှင်။နံပါတ်3ကုန်တင်ကားကိုပါကင်ထိုးခြင်းမော်တော်ကားရဲ့အရွယ်အစားပိုကြီးမားလေးပါကင်ထိုးရတာပို့ပြီးတော့ခက်ခဲလေးပါပဲ။ကုန်တင်ကားမောင်းတဲ့သူတွေကဒီချက်ကိုနားလေတဲ့အတွက်ကြောင့်ရှုပ်ထွေးတဲ့လေ့ကျင့်မှုတွေကိုလေ့ကျင့်ထားကြပါတယ်။ဒါပေမဲ့လည်းတချို့သောကားမောင်းတဲ့သူတွေကအမှားလုံးမိနေကြတော့မှာပဲ။ဒီဗီဒီယိုမှာဆိုရင်တော့ကုန်တင်ကားမောင်းသူတယောက်ကအကောင်းဆုံးကားမောင်းသမားရွေးချယ်တဲ့ပြိုင်ပွဲမှာလက်စွမ်းပြမောင်းနေနေတာဖြစ်ပါတယ်။သူ့ရဲ့တိကျမှုတွေကိုမဖြစ်မနေလေ့လာထားတဲ့နာပေါ့နော်။သူဟာဆိုရင်တော့အတားဆီးမှန်သမျှတွေကိုမထိအောင်လို့မောင်းနှင်ပြသွားနိုင်ပါတယ်။ဒီပြိုင်ပွဲမှာကဘာရဲမှာရှိနေပြီးအကောင်းဆုံးကားမောင်းသမားတွေကိုရွေးချယ်လေးရှိပါတယ်။ဒီ professional ကားမောင်းသမားတွေကသူတို့ရဲ့ကျွမ်းကျင်မှုတွေကိုဒီပြိုင်ပွဲမှာပြသဖို့အတွက်စိတ်လှုပ်ရှားရင်ခုန်နေကြလိမ့်ရှိပါတယ်ရှင်။နံပါတ်4လှေကားပေါ်သို့ကားမောင်းတက်ခြင်းဒီမော်တော်ကားကအသင်ကိုစက္ကန့်ပိုင်းလောက်တော့အံ့အားမင်သက်သွားစေမှာဖြစ်ပါတယ်။ပထမဆုံးချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒါကကမ္ဘာမြေစွမ်းအားတွေကိုစန့်ကျင်နေပြီးအစစ်မှန်ရောဟုတ်ပါမလားဆိုတာမျိုးကိုတွေးမိစေမှာပါ။ဒါပေမဲ့ဒါကအမှန်ပဲဖြစ်ပါတယ်။ဟိုပင်တန်ဆိုတဲ့သူကအကောင့်ထဲဖော်နိုင်ခဲ့တာပါ။သူဟာဆိုရင်တော့တရုတ်နိုင်ငံကကျွမ်းကျင်ပြိုင်ကားမောင်းသမားတစ်ယောက်ဖြစ်နေပြီး2019ခုနှစ်တုန်းက24နိုင်ကြာရှင်ပြိုင်ရတဲ့လီမန်ပွဲမှာအနိုင်ရရှိခဲ့ပူပါတယ်။ဒီပြိုင်ပွဲကိုအနိုင်ရခဲ့တာကတကယ့်ကိုကြီးမားတဲ့စွမ်းဆောင်မှုလို့ဆိုပေမဲ့သူကရှေ့တစ်ဆင့်တက်ပြီးတော့စူးစမ်းခဲ့တာပါ။သူဟာဆိုရင်တော့အကွေပေါင်း69ခုရှိတဲ့တောင်တက်လမ်းတွေပေါ်မှာမောင်းနှင်ခဲ့တယ်လို့ဒါနဲ့တည်းမလုံလောက်သေးတဲ့အတွက်တရုတ်နိုင်ငံထျံမန်းတောင်ထိပ်ကဒန်နိုင်လာနိဗ္ဗာန်ဘုံနှန်းရှိရာစီကိုလေကားနဲ့မောင်းတက်ခဲ့တာပါ။တောင်ကိုလေကတိ999ခုနဲ့တည်ဆောက်ထားပြီးစင်ကျေရှော့က45ဒီဂရီတိတိတိမ်ဆောင်နေတာဖြစ်ပါတယ်။သူခုလိုမောင်းနေနိုင်ခဲ့လိမ့်မယ်လို့ဘယ်သူမှမယုံကြည်ခဲ့ကြပါဘူးနော်။ဘာကြောင့်လဲဆိုရင်တော့အရင်ကဘယ်သူမှမလုပ်ပြခဲ့ဘူးလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလူငယ်ကလေကားတစ်တွေပေါ်မှာမောင်းတက်နေပြီးတော့တောင်ထိပ်ပေါ်တက်လန်းနိုင်ခဲ့တာဖြစ်ပါတယ်ရှင်။နံပါတ်5ဘေးဘက်ကားဘိန်းတွေကိုပဲတုံးပြီးတော့ကားမောင်းခြင်းဒီလူကတော့ကားရဲ့ဘေးဘက်ဘိန်းတွေကိုပဲအသုံးပြုပြီးတော့တနအီကို186ကီလိုမီတာနှုန်းနဲ့ကားမောင်းပြခဲ့တာဖြစ်ပါတယ်။နိုကီယာကဒီပြိုင်ပွဲကို Ceramic Fiber နဲ့ပြုလုပ်ထားတဲ့သူတို့ရဲ့အကျန်းခံတဲ့တိုင်ယာတွေကိုကြော်ညာဖို့အတွက်စပွန်ဆာပေးခဲ့တာဖြစ်ပါတယ်။ကားမောင်းသူရဲ့ကျွမ်းကျင်မှုကြောင့်သူတို့တွေအောင်မြင်ခဲ့ပါတယ်ရှင်။နံပါတ်6ကျင်းမြောင်းတဲ့လှိုင်ကောင်ဒီကားမောင်းတဲ့နီးစနစ်ကတော့ကိုယ့်ရဲ့အလေးချိန်တက်လာလို့ကျက်သွားတဲ့ဂျမ်းပေါင်းမီကိုအတင်းဆွဲစီပြီးတော့ဝတ်တဲ့ပုံစံမျိုးဖြစ်နေပါတယ်နော်။ဒီဗီဒီယိုထဲမှာဆိုရင်တော့ခီးတဲ့တင်ဘတ်ကားတစ်စင်းကဒါကိုတောင်ပိုင်းမှာရှိနေတဲ့ကျင်းမြောင်းတဲ့လိုင်ကောင်းတွေကိုအတင်းကိုတုံးဝင်ပြီးတော့မောင်းနေနေတာတွေ့ရပါလိမ့်မယ်။ဒီလိုင်ကောင်းဟာဆိုရင်တော့အကျယ်က244စင်တီမီတာရှိနေပြီးဘတ်ကားရဲ့ကျယ်ကသူ့ထက်စင်တီမီတာအနည်းငယ်သာလျော့ပါတယ်။ကန်ကောင်းစွာနေပါပဲဘတ်ကားတိုက်မိခြင်းမရှိခီးတဲ့တွေကိုထိခိုက်မှုမရှိစေဘဲနဲ့ဘတ်ကားဆရာကကျင်းမြောင်းတဲ့လိုင်ကောင်းကိုဖြတ်တန်းမောင်းနေနိုင်ကြတာဖြစ်ပါတယ်ရှင်။
နံပါတ်9နောက်ပြန်ကားမောင်းခြင်းဘယ်သူမှတော့ကားနောက်ပြန်မောင်းရတာကိုသဘောမကျတော့ပါဘူးနော်။ဘာကြောင့်လဲဆိုတော့စိတ်ဖိစီးမှုများနေပြီးတော့ညှင်းငွေပွဲကောင်းတာကြောင့်ပဲဖြစ်ပါတယ်။ဒါပေမဲ့တချို့သူတွေအတွက်ကတော့အကောင်းဆုံးလေ့ကျင့်ခန်းတစ်ရက်ဖြစ်နေတော့တာပေါ့။အိန္ဒိယနိုင်ငံကဒီလိုဟာဆိုရင်နောက်ပြန်ကားမောင်းရတာကိုပို့ပြီးတော့သဘောကျတဲ့ပုံပါပဲ။သူခုလိုပုံစံနဲ့ကားမောင်းလာတာ12နှစ်ကြာခဲ့ပြီဖြစ်နေပြီး6000ကီလိုမီတာထိခရီးနှင်ခဲ့ပြီးဖြစ်ပါတယ်။စိတ်ဝင်စားစရာအကောင်းဆုံးချက်ကတော့အစပိုင်းမှာဒီလိုမောင်းနေရတာတွေကိုသူသဘောမကျခဲ့ပါဘူးနော်။ဒါပေမဲ့တရက်မှာသူကားပြတ်သွားပြီးညရင်းချင်းအိမ်ပြန်ဖို့အတွက်အရေးတကြီးလိုတဲ့အတွက်ကားအောင်တလန်းလုံးနောက်ပြန်မောင်းနေပြီးတော့အိမ်ပြန်ခဲ့ရတာပါအဲ့ဒီချိန်ကစပြီးတော့အခုလိုကားမောင်းတဲ့နီလန်းကိုသဘောကျသွားခဲ့တာဖြစ်ပါတယ်သူ့ရဲ့ကားအောင်မှာဒီကားမောင်းတဲ့စနစ်နဲ့ကိုက်ညီအောင်လို့အဆင့်မြင့်ထားတာပါသေးတယ်ဒီချိန်မှာဆိုတော့သူ့ရဲ့ဇာတိမျိုးမှာကားနောက်ပြန်မောင်းနေတင်ပေးတဲ့အထူးသင်တန်းတွေကိုဖွင့်လှစ်ထားရှိပါတဲ့ရှင်နံပါတ်၈အေယာမအရှင်ရောစီတဲ့တော့ဒီဗီဒီယိုလေးဟာဆိုတော့ကြောင်ညာတစ်ခုပဲဖြစ်နေပြီးတော့ဖန်တီးတဲ့သူတွေကအကောင်းဆုံးဖန်တီးနိုင်ခဲ့ကြပါတယ်။ကုမ္ပဏီကခီးတဲ့တင်ကားပိုင်ရှင်တွေရဲ့စိတ်ရှည်မှုတွေကိုစမ်းသပ်တဲ့အနေနဲ့တမီတာနေပြီးတော့တမီတာခွဲထိမြင့်တဲ့အရှင်ရော့စီတဲ့တုံးတွေကိုလန်ဒန်မှာတိစောက်ခဲ့ကြတာပါ။ကားမောင်းတဲ့သူအများစုကအမြင်နဲ့တင်စိတ်ညစ်ကုန်ကြပြီးဒါကိုအပြစ်ပြောလို့လည်းမရပြန်ပါဘူး။ဒါကြီးကိုဘလို့ကြော်ဖြတ်နိုင်အောင်လုပ်ရမလဲဆိုတာတွေကိုစဉ်းစားရချက်ကုန်ကြပါတယ်။ဇိမ်ကန်ကားတစ်စီးဖြစ်တဲ့ Range Rover Evoque ကားတစ်စင်းကရုတ်တရက်လမ်းပေါ်မှာရောက်လာပြီးတုံးပေါ်ကိုလွယ်လွယ်ကူကူတက်ပြီးတော့ဖြတ်ကျော်နိုင်ခဲ့တာပါဒီလိုကျွမ်းကျင်မှုတွေကိုမြင်လိုက်ရတဲ့ကားမောင်းတဲ့သူတွေနဲ့ဖြတ်သွားဖြတ်လာတွေကတော့အံ့အားသင့်နေကြပြီးသူတို့ကိုဘယ်လိုများလုပ်လိုက်လဲဆိုတာတွေကိုသိချင်နေခဲ့ကြပါတယ်တစုံတစ်ယောက်ကစိန်ခေါ်မှုတွေကိုအောင်မြင်ခဲ့တဲ့အတွက်အရှိန်ရောစေခဲ့တဲ့တုံးတွေကိုဖယ်ရှားလိုက်ကြပါတယ်ရှင်နံပါတ်9ဖြတ်တန်းမောင်းတင်မှုမသင့်တော်တဲ့လမ်းတွေအားလုံးကတော့ကုန်တင်ကားတွေဖြတ်တန်းသွားလာဖို့အတွက်မသင့်တော်ပါဘူးရှင်။ဒါပေမဲ့ကားမောင်းတဲ့သူတွေအတွက်တင့်တော်တဲ့လမ်းတွေကိုမဖောက်လို့ရသေးခင်ထိဘယ်မှမသွားဘဲနေလို့လည်းမဖြစ်ပြန်ပါဘူးနော်။ဒီကားမောင်းတဲ့သူတွေကအန်ဒီကိုနားလည်ပြီးဖြည့်ရှင်းနိုင်ကြပါတယ်။အချိန်ဒီအများစုမှာဆိုရင်တော့လမ်းရဲ့စိန်ခေါ်မှုမျိုးစုံအတွက်ဖြည့်ရှင်းနည်းလမ်းတွေကိုသိထားကြရပါတယ်။ဒီကားမောင်းသမားဟာဆိုရင်တော့ကျင်းမြောင်းပြီးနှစ်ဖက်စလုံးမှာမြောင်းတွေရှိနေတဲ့လမ်းပေါ်ကိုမောင်းနေရတာပါ။အဆိုအဆုံးချက်ကတော့ဘယ်နေရာကိုမှ꿰လို့မရတာပါပဲ။ဒါပေမဲ့ဒီလူကနောက်ပြန်လှည့်ဖို့လိုအပ်နေပြီးတခြားလမ်းတစ်ဖက်ကိုသွားဖို့ရှိနေတာပါကျင်းမြောင်းလာတဲ့လမ်းနဲ့ကိုရခတ်တဲ့အခြေအနေတွေကြားထဲမှာသူကတော့မယုံနိုင်စရာကောင်းလောက်အောင်လုပ်ပြသွားနိုင်ခဲ့ပါတယ်သူ့ရဲ့ကားပိုင်းတွေကမြောင်းပေါ်ကိုရောက်နေပြီးပြုတ်ကျလို့နေပါအခြေအနေနဲ့ရင်ဆိုင်ရချိန်မှာကုန်တင်ကားကိုရအောင်လို့꿰လိုက်ကစန့်ချင်ဘက်အရက်စီကိုဘာမှမဖြစ်ခဲ့သလိုပုံစံနဲ့မောင်းထွက်သွားခဲ့တာဖြစ်ပါတယ်ရှင်နံပါတ်10ကုန်တင်ကားနဲ့ဘတ်စ်ကားကိုကျွမ်းကျင်စွာမောင်းနေနိုင်မှုတချို့လမ်းတွေကအရန်ကိုကျင်းမြောင်းတဲ့အတွက်ကားနှစ်စင်းတစ်ပြိုင်နက်တည်းဖြတ်တန်းမသွားလာနိုင်ပါအောင်နော်ဖြစ်ရအများစုမှာဆိုရင်တော့ဒီဇိုင်းဆွဲဖန်တီးတဲ့သူတွေကိုမြေပြင်အခြေအနေကြောင့်အပြစ်တင်လို့မရပါဘူးရှင်ဒီဗီဒီယိုမှာဆိုရင်တော့ကားမောင်းတဲ့သူနှစ်ယောက်ကကားနှစ်စင်းလုံးမဆက်တဲ့လမ်းမှာထိတ်တိုက်ကြုံနေရတဲ့အတွက်ခက်ခဲတဲ့အဆုံးဖြတ်ချက်တွေကိုချမှတ်ဖို့လိုအပ်နေပါပြီပထမရင်ကကုန်တင်ကားဖြစ်နေပြီးနောက်တစ်စင်းကဘတ်စ်ကားဖြစ်ပါတယ်ကုန်တင်ကားမောင်းတဲ့သူကလမ်းကိုပိုကျဲလာစေဖို့အတွက်အနောက်ကိုပြန်ဆုံးလိုက်ပြီးတစ်ဖက်ဘတ်စ်ကားမောင်းတဲ့သူကတော့မပို့တိုက်မိအောင်လို့သတိကြီးကြီးထားပြီးတော့ဖြတ်တန်းမောင်းနေနိုင်ခဲ့ပါတယ်ရှင်နံပါတ်7 Fast Ace ကုန်တင်ကားရဲ့ပါကင်ထိုးကျွမ်းကျင်မှုဒီ Fast Ace ကားမောင်းသမားဟာဆိုရင်တော့သူ့ရဲ့ကားနဲ့တိုင်းပြီးတော့တိစောက်ထားတာမဟုတ်တဲ့ဂိုဒေါင်တွေကိုနီးလန်းရှာပြီးတော့မရရအောင်ပါကင်ထိုးနေတာပါသူ့ရဲ့18ဘိန်းပါတဲ့ကုန်တင်ကားကဂိုဒေါင်တွေကိုဝန်ဆန်းဖို့ဆိုရင်တော့ကျွမ်းကျင်မှုမရှိဘဲနဲ့မဖြစ်နိုင်ပါဘူးရှင်ဒါပေမဲ့သူကတော့အတွင်းကိုရအောင်ဝင်နိုင်ခဲ့ပါတယ်အထက်ကိုရောက်ဖို့အတွက်ချိန်မှန်များစွာပြန်မောင်းရတာမျိုးမရှိဘဲနဲ့တစ်ချက်ထဲနဲ့ရအောင်ဝင်နိုင်ခဲ့တာပါကုန်တင်ကားကဂိုဒေါင်ရဲ့အလေတဲထဲမှာရှိနေပြီးသူ့ရဲ့ကားမောင်းကျွမ်းကျင်မှုတွေကြောင့်ကုန်ပစ္စည်းတင်ဖို့အတွက်အသင့်ဖြစ်နေပါပြီရှင်နံပါတ်7နဲ့မိရထားတန်လန်းပေါ်မှာကားမောင်းနေချိန်ဒီလူဟာဆိုရင်တော့ဩစတြေးလျနိုင်ငံရဲ့ကျေးလက်ဒေသမှာစုံစမ်းစစ်ဆေးရေးကားတွေကိုမောင်းနေတာဖြစ်နေပြီးဆိုလိုချင်တာကတော့သူကလှပတဲ့ကျေးလက်ဒေသမှာကားနဲ့ရထားတန်လန်းပေါ်ဖြတ်မောင်းနေပြီးတော့ရှာဖွေရေးဆင်းနေတာဖြစ်ပါတယ်ဒီကားကိုချိန်နှုန်းမြင့်အတန်လိုင်းရှာဖွေရေးကိရိယာကိုတက်ဆင်ထားတဲ့အတွက်မိရထားတန်လန်းပေါ်မှာဖြတ်တန်းမောင်းနေလို့ရတဲ့အခြေအနေတွေကိုပြောင်းလဲပေးနိုင်ပါတယ်ရထားတန်လန်းပေါ်မှာမောင်းနေခြင်းကရင်ကြောပိတ်ဆို့မှုတန်ကနေရှောင်ရှားနိုင်ပေမဲ့မကောင်းတဲ့ချက်လေးရှိတာပေါ့နော်ကားတိုက်ခင်ရမယ့်စားရထားတိုက်ခင်ရတဲ့ခင်တိုက်ခင်ရမယ့်အခြေအနေတွေရှိကကြော်တက်လို့လည်းမရတာပါပဲနော်နံပါတ်7စတန်ပြပြီးတော့ဆိုင်ကယ်မောင်းခြင်းစတန်ပြတတ်တာမျိုးကိုကားမောင်းတဲ့သူတွေလောက်တာတွေကိုရှေ့မှာပြောပြခဲ့ပြီးမြဲအခုတစ်ခါမှဆိုရင်တော့မော်တော်ဆိုင်ကယ်စီးတဲ့သူတွေအကြောင်းကိုပြောပြပေးသွားကြပါမယ်ဒီရင်မောင်းနေမှုမှာဆိုရင်တော့အကာအကွယ်မရှိသလောက်ဖြစ်နေပြီးဟန်ချက်ညီအောင်လုပ်ဖို့အတွက်ပါခဲရင်ပါတယ်ဆာရာလစီတို့ကပြင်သစ်နိုင်ငံကကြော်ကြားတဲ့ကျွမ်းကျင်ဆိုင်ကယ်စတန်သမားဖြစ်ပါတယ်။ဒီအားကစားနည်းတွေကအမျိုးသားတွေကြီးစိုးတာများတယ်လို့ဆိုပေမဲ့သူမကတော့အောင်မြင်သူတစ်ယောက်ဖြစ်ပါတယ်။
သူမရဲ့စွမ်းရည်တွေကိုတစ်ကမ္ဘာလုံးမှာပြသနိုင်ဖို့အတွက်သူရည်တည်နိုင်ခဲ့တာပါ။သူမက Chess Tank Day ဆိုတဲ့အကြီးကျယ်ဆုံးစတန်ပြခွင့်နဲ့စီးနေရတဲ့ပြိုင်ပွဲမှာနံပါတ်9နေရာချိတ်ခဲ့တာပါ။သူမစတန်ပြတဲ့ဆိုင်ကယ်စီးနှင်းမှုတွေကနေအချိန်ကြာကြီးအနားယူခဲ့ပြီးတဲ့နောက်မှာဒီအဆင့်တွေကိုရောက်ရှိနိုင်ခဲ့တာဖြစ်ပါတယ်။သူမရဲ့ထူးခြားတဲ့စီးနှင်းပြသနိုင်စွမ်းတွေကိုကြည့်ကြလိုက်ပါအောင်ရှင်။နံပါတ်14အံ့ဖွယ်ကားမောင်သမားဒီကားသမားဟာဆိုရင်တော့မြို့ရဲကလမ်းမှာအရှိန်မြင့်မောင်းပြီးတော့ရပ်ထားတဲ့ကားတွေကစားလို့ရှိသမျှအရင်တွေနဲ့အရာတွေကိုကတ်သေးလေးကြော်ဖြတ်တက်သွားနေရှိပါတယ်။ပို့ပြီးတော့စိတ်လှုပ်ရှားစရာကောင်းတာကလူတချို့ကိုတိုက်မိတရောင်ရောင်လုပ်ပြီးတော့ရှိုးပြခဲ့ပူပါတယ်။ဒီလိုစတန်တွေလုပ်ပြတာကအပျော်သဘောပဲဖြစ်ပါတယ်ရှင်။နံပါတ်15တရားပေါ်မှာကားမောင်းခဲ့တဲ့မိန်းပြိုလေးတစ်ယောက်ပြောပြခဲ့တဲ့အထဲမှာဆိုရင်တော့ကားမောင်းသူအများစုကအမျိုးသားတွေတာဖြစ်နေပြီးအရွယ်ရောက်ပြီးတဲ့သူတွေလည်းဖြစ်ကြပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာဆိုရင်တော့ကားမောင်းသူကအမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ဒီဗီဒီယိုမှာဆိုရင်တော့ကုန်တင်ကားကရေထဲကိုပြုတ်ကျသွားနိုင်ခြေရှိနေပြီးအခက်မသိရင်တော့ကားမောင်းတဲ့သူပါသေဆုံးသွားနိုင်တာပါ။ထူးဆန်းတာကတော့12နှစ်ရွယ်မိန်းကလေးကဒီကားကိုမောင်းနေခဲ့တာပါပဲ။ဒီကလေးကကုန်ပြည့်တင်ထားတဲ့ကားကိုအောက်မှာရေရီအပြည့်စီးနေတဲ့တဝက်တစ်ပြက်ကျိုးပဲ့နေတဲ့တရားထက်မှာမောင်းနေခဲ့တာဖြစ်ပါတယ်။သူမကားဘိန်းတွေကိုတက်သားချောင်းတွေနဲ့ညီအောင်ညှိပြီးတော့တစ်ပတ်ကန်းကိုဖြတ်နိုင်ခဲ့တာပါ။ဒီလိုကားမောင်းဆွဲရည်မျိုးရအောင်လို့ဘယ်မှာတင်ယူခဲ့တယ်လဲဆိုတာကတော့အံ့အားသင့်စရာပဲဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါဒီနေ့အကြောင်းအရာကိုကြားနေတော့လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်တစ်ခါတည်းရဲ့ top ဆောင်ပါဆိုရင်လည်းပရိသတ်ကြိုက်စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုဆက်လက်ပြီးတော့ရွေးချယ်ထုတ်လွှင့်ပေးမှာဖြစ်ပါရဲ့ရှင်။နှုတ်ဆက်ပြစေ။ Bye bye